ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာအကျန်းဖက်စစ်တပ်ကအရင်ကအတိုက်ခံဖွဲ့စည်းတွေနဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးဖို့ကိုလက်မှတ်ခံခဲ့ပေမဲ့လည်းအခုတော့အုပ်စုအားလုံးတစ်စပွဲထဲမှာအတူတကွထိုင်ပြီးတော့ဆွေးနွေးညှိနှိုင်းဖို့လိုလားတယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုလာတယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးဒါတိုစထရီမိုဟာမက်ဟာဆန်ကပြောကြားလိုက်ပါတယ်။နေပြည်တော်ကိုတွားရောက်ခဲ့တဲ့တရက်တာခီးစဉ်ပြီးမလေးရှားနိုင်ငံစူပန်စစ်လေစီမှာပြန်လည်ရောက်ရှိချိန်မှာတော့သတင်းတောက်တွေနဲ့တွေ့ဆုံချိန်မှာသူကအဲ့လိုပြောကြားခဲ့တာပါ။မြန်မာစစ်တပ်ကစန့်ကျင်နေတဲ့တိုက်ခံဖွဲ့စည်းတွေအားလုံးတနေရာတည်းမှာစုံတွေ့ဆွေးနွေးနိုင်ဖို့အတွက်မလေးရှားနိုင်ငံအနေနဲ့ဂျာဝင်ဆေးဆက်ပေးဖို့အတွက်လည်းအသင့်ရှိရလို့သူကဆိုပါတယ်။ဒါအပြင်မလေးရှားနိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံရေးချင်းကပ်ပုံပြောင်းလဲလာနေတာနဲ့ပတ်သက်ပြီးအရင်တုန်းကတော့တိုက်ခံတွေကြောင်းပြောရင်စစ်ကောင်စီဘက်ကလက်မှတ်ခံကျင်ကြပေမဲ့အခုခါမှာတော့အုပ်စုအားလုံးတစ်စပွဲထဲမှာအတူတူထိုင်ပြီးတော့ဆွေးနွေးနိုင်ဖို့လိုလားတယ်ဆိုတာကိုထုတ်ဖော်ပြောဆိုလာတာကြောင့်မြန်မာအာဏာပိုင်တွေအနေနဲ့အရင်ကထက်ပိုမိုပွင့်လင်းလာတဲ့သဘောထားမျိုးပြသလာတာကိုတွေ့ရပါတယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကဆိုပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးကမလေးရှားအနေနဲ့နှစ်ဖက်စလုံးကိုစပွဲဝိုင်းပေါ်ကိုခေါ်ဆောင်လာနိုင်အောင်ကူညီပေးဖို့အတွက်လည်းအသင့်ရှိနေပေမဲ့လည်းအဲ့ဒီချင်းကပ်ပုံကိုတော့အင်မတန်မှတည်တည်ချာချာသတိထားပြီးလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။အဲ့ဒီပြီးမလေးရှားအနေနဲ့စစ်ကောင်စီပေါ်ဖိအားပေးနေတဲ့ဆိုတဲ့အမြင်မျိုးကိုတော့အဖြစ်မခံခြင်းပေမဲ့စနေတကြားနဲ့ကောင်းကောင်းမွန်မွန်လှုပ်ဆောင်နိုင်မယ်ဆိုရင်မြန်မာစစ်တပ်ရဲ့လက်ရှိပြသလာတဲ့သဘောထားအသစ်ကြောင့်ပို့ပြီးတော့ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့အဆင့်တစ်ခုစီကိုရွေလန်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဆိုပြီးတော့သူကဆက်လက်ပြောပါတယ်။နေပြီးတော့ခီးစဉ်တွင်မလေးရှားနိုင်ငံသားရေးဝန်ကြီးကမြန်မာစစ်ကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးတင်မောင်ဆွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခတွေနဲ့ပြည်သူတွေပေါ်ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေကိုလျှော့ချနိုင်မှုအတွက်လာမယ့်ဇူလိုင်လ30ရက်နေ့မှာကုန်ဆုံးမဲ့လက်ရှိပြည်ခတ်ရစေတပ်တန်းကိုအနည်းဆုံးနောက်ထပ်6လခန့်ထပ်မံတိုးမြင့်ပေးဖို့တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။မြန်မာစစ်တပ်ကလည်းဒီပြည်ခတ်ရစေတပ်တန်းတိုးမြင့်ဖို့တောင်းဆိုချက်ကိုငင်းဆန်တာမရှိခဲ့ပဲအပြုသဘောဆောင်တဲ့လက္ခဏာရပ်တွေပြသခဲ့တယ်လို့ဝန်ကြီးကဆိုပါတယ်။မနီကနေပြီးတော့ခီးစဉ်တွေမြန်မာစစ်တပ်နဲ့တွဲဆုံဆွေးနွေးဆန်းစစ်ခဲ့တဲ့ရလဒ်တွေကိုမလေးရှားအစိုးရအဖွဲ့အစည်းကိုစီရင်ခံစာဆက်လက်တင်ပြသွားမယ်လို့လည်းသတင်းရရှိပါတယ်ရှင်။ကီနီဘီနယ်နဲ့ပတ်သက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကီနီဘီနယ်ဒီမော့ဆိုမြို့နယ်မှာရှိတဲ့တမိုင်းဝင်ကက်သလစ်ဘုရားကျောင်းဝင်းတစ်ခုကိုမြန်မာစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တဲ့ပေါ်စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေဖြစ်တရားဝင်သတ်မှတ်ပေးဖို့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရအဖွဲ့အစည်းကိုမြန်မာအရေးသုတေသနအဖွဲ့ BIN ကရေးပေါ်တောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့မနက်8:00နာရီဝန်းကျင်ကစစ်တပ်ရဲ့ခြေလီတရင်ခါလာရ139အနေနဲ့ခါလာရ4နှစ်ခွန်ကစစ်ကောင်စီစစ်သားတွေကဒီမော့ဆိုမြို့နယ်ဒေါင်းငံခါကြီးရွာမှာရှိတဲ့ကက်သလစ်ဘုရားကျောင်းဝင်းတွေကိုဝင်ရောက်ကသီလရှင်ကျောင်းဆောင်3ဆောင်နဲ့တစ်သားကုံလောင်ရုံတစ်လုံးတို့ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။အဲ့လိုမီးလောင်ပျက်စီးသွားခဲ့ရတဲ့အဆောက်အုံတွေမှာကီနီပြည်နယ်ကက်သလစ်သာသနာပြုနယ်မြေအောက်မှာရှိတဲ့ဒေါင်းငံခါကြီးရွာရဲ့တမိုင်းဝင်ခရစ်ယာန်ဘာသာရေးအဆောက်အုံတွေဖြစ်ကြပါတယ်။ BIN ဖွဲ့ရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်ရာရှိချုပ်ဆိုဒုံးမွန်ကတော့အခုလိုဘာသာရေးဆောင်ကိုတိုက်ခိုက်တာကမတော်တဆဖြစ်ရမျိုးမဟုတ်ဘဲနဲ့စနစ်တကျရည်ရွယ်ချက်ရှိရှိနဲ့လှုပ်ဆောင်နေတဲ့ဘာသာရေးညှဉ်းပန်းနှိပ်စက်မှုဖြစ်ကနိုင်ငံတကာကချက်ချင်းရေးယူဖို့လိုအပ်နေပြီလို့ပြောကြားခဲ့ပါတယ်။မြန်မာရေးသုတေသနအဖွဲ့ BIN က2026ခုနှစ်မတ်လအတွင်းကတခြားသောဘာသာရေးနဲ့လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုစီကိုပေးပို့ခဲ့တဲ့အိတ်ဖွင့်ပေးစာပါအကြံပြုချက်တွေအတိုင်းသမ္မတထရန့်ဆိုရအဖွဲ့အနေနဲ့ချက်ချင်းအကောင့်ထဲပေါ်ဖို့တိုက်တွန်းထားပါတယ်။အဲ့ဒီတောင်းဆိုချက်မှာမြန်မာစစ်တပ်ကခရစ်ယာန်ဘာသာဝင်တွေနဲ့ပြည်သူတွေပေါ်ကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအားလုံးကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ဆရာဇဝတ်မှုတွေဖြစ်တယ်လို့အမေရိကန်အစိုးရကတရားဝင်သတ်မှတ်ကြေညာပေးဖို့ပါဝင်ပါတယ်။မြန်မာရေးသုတေသနအဖွဲ့ဟာအမေရိကန်ပြည်ထောင်စုမယ်ရီလန်းပြည်နယ်မှာခြေစိုက်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံအတွင်းဘာသာရေးလွတ်လပ်ခွင့်လူ့အခွင့်အရေးနဲ့စစ်ပေးရှောင်ဒုက္ခသည်တွေကာကွယ်စောင့်ရှောက်ရေးတို့ကိုအဓိကထားလှုပ်ရှားနေတဲ့အပြင်အမေရိကန်ရောက်ချင်းတိုင်းရင်းသားလူမှုအဖွဲ့အစည်းတွေကိုလည်းကူညီပံ့ပိုးပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးဆိုရာရခိုင်အလုပ်သမားဝန်ကြီးဌာန Ministry of Labor တစိမ့်နဲ့အချိန်ပိုင်းလုပ်ခေါ်ယူတဲ့ဆိုပြီးတော့ Facebook မှာလိမ်လည်ဖြန့်ချီမှုတွေပြုလုပ်နေတာကိုတွေ့ရှိရပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကတော့
အလုသမားဝန်ကြီးဌာနသစိမ်းနဲ့လိမ်လည်မှုတွေကိုသတိထားကြဖို့နဲ့လိမ်နေတဲ့ page တွေ Telegram channel တွေကပေးထားတဲ့ link တွေကိုမနှိပ်ကြဖို့အချက်လက်တွေမပေးမိကြဖို့နဲ့နီးစပ်ရာကိုလည်းသတိပေးကြဖို့ကိုလည်းဦးနေဖုံးလက်ကသတိပေးထားပါတယ်အခု online ပေါ်မှာလိမ်နေတဲ့သူတွေဟာအရင်မျိုးသားညီညွတ်ရေးဆိုရရဲ့အလုသမားဝန်ကြီးဌာနသစိမ်းနဲ့နာမည်ကိုအသုံးပြုပြီးတော့အချိန်ပိုင်းလုခေါ်တယ်ဆိုပြီးလိမ်နေကြတာလို့ဦးနေဖုံးလက်ကဆိုပါတယ်လက်ရှိမျိုးသားညီညွတ်ရေးဆိုရမှာအလုသမားဝန်ကြီးဌာနဆိုတာမရှိတော့ဘဲနဲ့အလုသမားရင်းနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကိုလူမှုရေးရာအလုသမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန MOSLH အောက်ကဌာနကြီးတစ်ခုအနေနဲ့တာဝန်ယူဆောင်ရွက်တာလို့ဆိုပါတယ်ရှင်ဆက်လက်ပြပေးမယ့်သတင်းကတော့ဇေခံရွက်လေထုံလုပ်တဲ့နာမည်ကြီးကုမ္ပဏီတွေဖြစ်ကြတဲ့ Sunseeker International Limited နဲ့ Sunseeker USA Sales Company တို့ဟာအမေရိကန်နိုင်ငံဒေးကိုရွက်လေတွေတင်သွင်းရမှာတရားမဝင်ရရှိထားတဲ့မြမကျွန်းသစ်တွေကိုအသုံးပြုခဲ့တာကြောင့်တရားစွဲအရေးယူမှုအပေါ်ကြိုဆိုတယ်လို့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ်အမေရိကန်တရားရေးဝန်ကြီးဌာနကအဲ့ဒီကုမ္ပဏီတွေဟာလေဂျီယာဥပဒေကိုချိုးဖောက်တယ်လို့စစ်ဆေးသိရှိခဲ့ရတဲ့ပြီးကုမ္ပဏီတွေကလည်းဝန်ခံထားတာကြောင့်တန်ငွေအမေရိကန်ဒေါ်လာ2သိန်းပေးဆောင်မှုအမိန့်ချခဲ့တာဖြစ်ပါတယ်အခုလိုတန်ခါပိတ်ဆို့မှုတွေရှိနေပေမဲ့မြမကျွန်းသစ်ကုန်သွယ်မှုဟာလမ်းကြောင်းမျိုးစုံကနေဆက်ရှိနေစေဖြစ်တယ်လို့ GFN ကထောက်ပြထားပါတယ်ဒါကြောင့်စေအုပ်စုစီကိုငွေကြေးစည်းစိမ်မှုကိုအမှန်တကယ်ဖြတ်တောက်နိုင်ဖို့အမေရိကန် EU, UK နဲ့တခြားအစိုးရတွေအနေနဲ့လည်းမြန်မာနိုင်ငံကနေတစ်တွေကိုဆက်လက်တင်ပို့နေတဲ့ကိစ္စကိုအရေးကြီးစုံစမ်းစစ်ဆေးပြီးချမှတ်ထားတဲ့တန်ခါပိတ်ဆို့မှုတွေကိုထိရောက်အောင်လှုံ့ဆော်ဖို့အတွက် GFN ကတောင်းဆိုထားပါတယ်။ဒါအပြင်တစ်ကုန်တွေမှုအတွက်ငွေပေးချေမှုတွေလှုံ့ဆော်ပေးနေတဲ့ဘဏ်တွေနဲ့ငွေကြေးဖွဲ့စည်းအားလုံးကိုလည်းအမြန်ဆုံးစုံစမ်းစစ်ဆေးဖို့စေအုပ်စုထိန်းချုပ်ထားတဲ့တစ်လုပ်ငန်းနဲ့တခြားကဏ္ဍတွေကနေထုတ်ကုန်တင်ပို့မှုမှာပါဝင်နေတဲ့ကုမ္ပဏီတွေလူပုဂ္ဂိုလ်တွေကိုပြစ်မှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေထပ်မံချမှတ်ဖို့နဲ့မြန်မာတစ်တင်သွင်းမှုအားလုံးကိုပြပြသားသားပိတ်ပင်တားမြစ်ဖို့တို့ကိုလည်းတောင်းဆိုထားပါတယ်။အဲ့ဒီအပြင်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းအမေရိကန်ဆိုရကစေအုပ်စုထိန်းချုပ်ထားတဲ့မြန်မာတစ်လုပ်ငန်း MTE ပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။မြန်မာတတော်ကန်နာနဲ့ပြည်ပတင်ပို့မှုလေလံအားလုံးကို MTE တခုတည်းကပဲကင်တွယ်နေတာဖြစ်ပြီးတော့စေအုပ်စုဟာအဲ့ဒီကနေရတဲ့ပို့ကုန်ဝင်ငွေတွေကိုယူကာပြည်သူတွေပေါ်ရက်ဆက်တဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ဖို့ငွေကြေးစိုက်ထုတ်နေတာဖြစ်တယ်လို့ GFN ကဆိုထားပါတယ်။အခုအရေးယူခံရတဲ့ Sunseeker ကုမ္ပဏီကအရင်ကလည်း UK မှာတတော်ထရက်ကုန်ဆိုင်ရာတပ်ထမ်းချက်တွေကိုချိုးဖောက်မှုနဲ့2023ခုနှစ်တုန်းကဒဏ်ငွေအမေရိကန်ဒေါ်လာ4သိန်းခွဲခန့်ပေးဆောင်ခဲ့ဘူးလို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုကြည့်အောင်ပါရှင်။မကွေးဒေသတွေကရောဒေသကိုကြံဖက်စစ်ကောင်စီဘက်ကအင်အားထောင်ကြီးနဲ့ဝင်ရောက်နေတာကြောင့်ဒေသခံပြည်သူတွေတတိထားနေကြဖို့အတွက်ကငိုးခရိုင်တရင်ချောင်းလူလူတော်လိုင်းတပ်ဖွဲ့ကတတိပေးထုတ်ပြန်လိုက်ပါတယ်။ကငိုးခရိုင်တရင်ချောင်းရဲ့ထုတ်ပြန်ချက်အရမေလ19ရက်နေ့မနက်8:55မိနစ်ခန့်မှာစစ်ကား8စီးနဲ့ကပ္ပစ25ဘက်ကနေလောင်းရှိမှရှိတဲ့စစ်ကောင်စီစခန်းကိုထပ်မံအင်အားဖြစ်တင်ခဲ့တယ်လို့ဆိုပါတယ်။ဒီအင်အားတွေဟာဒေသရေးစစ်ကြောင်းထိုးဝင်ရောက်လာနိုင်တဲ့အခြေအနေဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။အခုလိုအခြေအနေကြောင့်စောမြို့နယ်ပါဝင်ရောဒေသတဝိုက်မှာစီးရီးတင်းမာမှုတွေစတိုက်ဖြစ်ပေါ်နေရကြောင်းလောင်းရှိဒေသခံပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့နီးကပ်နေထိုင်တာမျိုးတွေစစ်ကောင်စီရင်နှန်းတွေနဲ့အတူသွာလာတာမျိုးတွေမလုပ်ကြဖို့အတွက်မြစ်တာရက်ခံထားပါတယ်။ဒါအပြင်စောလောင်းရှိနန်းပိုင်းနဲ့တိုးတောင်ဒေသတွေကိုယာယီတားမြစ်ထားပြီးတော့ကံကောခရိုင်တရင်6ရဲ့တရားဝင်ထပ်မံကြေညာချက်မထုတ်ပြန်မချင်းသွာလာတာတွေမပြုလုပ်ကြဖို့အတွက်အထူးသတိပေးထားပါတယ်။စီရေးချီနေကြောင်းကာလရှည်တိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အလားအလာရှိရကြောင်းဒေသခံပြည်သူတွေအနေနဲ့လည်းနေကြောင်းအနေတွေကိုအထူးဂရုပြုကြဖို့နဲ့ဘုံခိုကျင်းတွေကိုကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါရရှင်။